Hello ဒီနေ့မှာကျွန်တော်မီမိုကတ်တွေကိုအလကားပေးတော့မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကတ်တွေကိုဟောဒီလိုစီအောင်ဟောဒီလိုမျိုးစီလိုက်မယ်စီလိုက်မယ်ဗျာစီလိုက်တဲ့အချိန် brother တို့ကကနန်းလေးကိုမှတ်ပေးပြီးကျွန်တော်မျက်လဲလေးတစ်ခုပြနော်ကျွန်တော်နှက်ကရှိတဲ့ကတိထုတ်နော်နှက်ကရှိတဲ့ကတ်ထုတ်မယ်နှက်ကရှိတဲ့ကတိဆိုရင်တကတ်ထုတ်မယ်နော်တော့ကျွန်တော်မျက်လဲလေးပြဒီချက်ပြန်စီရမယ်မျက်လဲပြမှာဆိုမှရင်ပါကိုပါမမြင်နော်မဲ့ဒီကောင်းလေးနှက်ကညလေပြဒီမှာဘာလာလို့လည်းမြင်နေဒီမှာကျွန်တော်လည်းမရကျွန်တော်ကောက်ကိုမကြည့်ဘူးနော်မကြည့်ဘူးနော်brother တို့ဘယ်ကလဲကောင်းတယ်မခဲ့ကြ